ကျဲတို့ဆေးကမ်းမှာဆေးတော့ဝယ်လို့ဆေး description လေးကိုဒါပဲချိန်တောက်ဒီချိန်တောက်ဆိုတော့ပြောတဲ့အခါမှာနားမလည်ပဲဖြစ်မှာဆိုလို့ကျဲဝင်ပြပေးပါမယ်ဆိုတော့သူကမတိုင်ခင်ဆိုတဲ့ဟာနဲ့ပြီးနောက်ဆိုတဲ့စကားလုံးလေးကတိဖို့လိုတယ်တခြားနားဟောင်းတက်ဖို့လိုတယ်မတိုင်ခင်ဆိုရင် con လို့ပြောလိုက်မယ် con အဲ့တော့အစားမစားခင်ဒီဆေးကိုတောက်ပါ con အာဟန် con အာဟန်ဒါမှမဟုတ်ဘူးねအစားစားပြီးတဲ့နောက်တော့หลังဆိုတဲ့စကားလုံးသုံးမယ်หลังဆိုတာပြီးနောက်ပေါ့အဲ့တော့หลังอาหารဆိုရင်အစားစားပြီးနောက်အဲ့တော့ con အာဟန်အစားမစားခင်တော့หลังอาหารအစားစားပြီးနောက်တော့အဲ့ဒါကိုနောက်တစ်ခုရှိတယ်အိယာမဝင်ခင်တော့ဆိုရင် ก่อนเข้านอนလို့ပြောလိုက်မယ်นะคะအဲ့တော့ဒီဆေးဆိုင်ကနေဖြစ်ဖြစ်ဒီဆေးခန်းကနေဖြစ်ဖြစ်ကိုဆေးလေးပေးလိုက်တဲ့အခါမှာအစာမစားခင်တောက်ရမှာလားအစာစားပြီးမှတောက်ရမှာလားဆိုသိအောင်ဆိုတော့ဝင်ပြပြရဖြစ်ပါတယ်အဲ့တော့ထပ်ပြီးတော့သိရှိခြင်းနဲ့အကြောင်းရှိလို့ရှိရင်ဗီဒီယိုအောက်မှာ comment လေးရေးပေးခင်နိုင်ပါတယ်ကျေးဇူးများတင်ပါတယ်ကျေးဇူးပါတီချေဆုနဲ့အတူထိုင်းစာသင်ယူခြင်းလို့တင်နန်းစုံစမ်းခြင်းတဲ့သူတွေက TikTok ကဆိုလို့ရှိရင် contact X လေးကိုနှိပ်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်တီချေတို့ bio မှာရှိတဲ့ link လေးကိုနှိပ်ပြီးတော့လည်းစုံစမ်းလို့ရပါတယ်တကယ်လို့ Facebook ကဆိုလို့ရှိရင်တော့ patient messenger ကနေပြီးတော့ဆက်သွယ်လို့ရပါတယ်ရှင်